ကျမတို့တွေအားလုံးကလူမှုရေးစီးပွားရေးအိမ်အောင်ရေးတွေနဲ့နေ့စဉ်ဖြတ်တန်းလာခဲ့ရတာတကယ်ကိုပင်ပန်းလွန်းလှပါတယ်။ရီးစရာငိုစရာအဖြစ်အပျက်တွေရဲ့ဘဝဆက်ကိုအလှည့်ပြောင်းလိုက်ကျမတို့တွေဖြတ်တန်းလာခဲ့ရတော့ဘဝခရီးရတယ်ပင်ပန်းရတယ်နော်။ဒီတစ်ခေါက်မှာတော့လေဂုံကအလုပ်တွေကြားထဲမှာနစ်မြုပ်နေမိတာကြာပြီဖြစ်တော့ကိုအနားယူဖို့ငွေဆောင်ကိုအခြေပေးရောက်လာခဲ့ပါတယ်။ငွေဆောင်ကတော့လက်ပတ်စရာတွေသွားလေစရာတွေအများကြီးပေါ့နော်။ဒါပေမဲ့ဂုံကကြတော့လေကိုယ့်ဟာကိုယ်အနားယူဖို့တမင်အချိန်ပေးပြီးလာတာဆိုတော့ဟိုလေဒီလေအဝေးကြီးတွေကိုလည်းပတ်ပြီးတော့မသွားချင်တော့ဘူးတကယ်ကို relax ဖြစ်ဖို့အတွက်နေရာတစ်ခုထဲမှာပဲအရန်ကိုလှတဲ့ Escala Hotel မှာပဲလာတိတ်ဖြစ်တော့တာလာလေချင်တဲ့သူတွေအတွက်ဒီဟိုတယ်မှာဘာတွေရှိမလဲဆိုတာဂုံရောက်တုံလိုက်ပြပေးမယ်နော်ဒီဟာလေးကတော့ reception မှာရှင်ရောက်လာတဲ့သူတိုင်းကိုအမောပြအောင်လို့ welcome တွေ့လို့လည်းတိုက်တယ်ဟိုးအမောကိုပြေးသွားရောအခုဂုံပြထားတာလေးကတော့ဟိုတယ်ရဲ့အတွင်းပိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီဟိုတယ်လေးကလေနေရာလဲကျဲတယ်တနေရာထဲမှာပဲလေဆရာပတ်ဆရာတွေကအများများတော့ဂုံကအားကြောင့်မလို့ကိုလာလေဖြစ်တာအခုပြထားတာလေးကတော့ဒီဟိုတယ်ရဲ့အရှိ beach bar မှာရိုက်ထားတာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာလေးကတော့လေဓာတ်ပုံရိုက်ရတာကြိုက်နှစ်သက်တဲ့လူငယ်လေးတွေအတွက်အချိုက်ဆုံးနေရာလေးဖြစ်မယ်ဆန်းဆက်လေးနဲ့ညနေခင်းကမ်းခြေမြင်ကွင်းနေရာလေးအိုးအရာကိုလှပတဲ့နေရာလေးပေါ့ဒီဟာလေးကတော့ Escala Hotel ရဲ့နာမည်အကြီးဆုံး swimming pool နေရာလေးပါရှင်မောလိုက်တာချစ်ကလေးရဲ့အမလေးခရီးပန်းတာတမျိုးငွေဆောင်တစ်ပတ်ပတ်ပြီးတော့စော့ရတာလေပင်ပန်းတယ်နေပူရှင်ရလဲပြင်းမပြင်းဟုတ်ပါတခုလေးတောက်မယ်ချစ်လေးတောက်ချင်လေ ချော်လေးတခုပေါ့ချစ်လေးအဲ့လိုပြောမှစသိလို့ဟောဒီမှာအစင်းလေးလောက်ထားတာရှင်ဟဲ့ချစ်လေးကအလိုက်သိတယ်ကြည်စမ်းမလေးမောပြေတောက်ပြီးဒီပြောရင်ရတာကိုသိနေတယ်နော်သိနေတယ်ဘာပြောရင်လဲ ဒီမှာချစ်လေးရတယ်လေချာပြန်စင်းစားငငယ်တုန်းကဟေးတို့သိတယ်နော်အဲ့ဒါလေတပီတော့ကြိုင်မိုးလိုက်အခုကြတော့ဂုံတော့ကြိုင်မိုးလိုက်ချစ်လေးရောဒီဆိုလေး